မြင်းကြီးထက်ကိုမှာ18 ဘီဟိုက်လဲဖြစ်တဲ့လုံချင်းလေးတိုင်းပြင်ဆင်ထားတဲ့ဗန်ချိတ်ရတဲ့ location အရန်မိမိုက်တဲ့အခန်းလေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီခန်းလေးကတော့18ပေ54ပဲရှိပြီးတော့24နာရီမိရတဲ့မြင်းကြီးထက်ကိုအခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးကတော့လုံးဝလက်တင်ပြင်ဆင်ထားတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်ခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင် power station ပါမယ်ပါကီအထူသားကိုအပြည့်ခင်းပေးထားတယ်ဆိုပါစက်တီအသစ်ဆက်ဆက်ပါတယ်လူလုံးဝမနေရသေးတဲ့အခန်းလေးဖြစ်တဲ့ပစ္စည်းရဆိုလို့ရှိရင်လည်းလူလုံးဝမသုံးရသေးတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်ရှင်အိတ်ခန်းတစ်ခန်းပါမယ်အောက်မှာဆိုလို့ရှိရင်ညီမတို့ master ခန်းလေးလုပ်ပေးထားပါတယ်ရှင် master ခန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းညီမတို့ပါကီခင်းထားတဲ့ရေချိုးကိုင်းတောင်ပေါ်တိုင်းပေးစင်တွဲရလေးလည်းပါမယ် AC အသစ်ဆက်ဆက်လေးကိုလည်းထည့်ပေးထားတယ်ရေချိုးကိုင်းတောင်မှာဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတယ်ကြွေပြားကပ်ပေးထားပါတယ်ရှင်နောက်မှာဆိုလို့ရှိရင်ညီမတို့ kitchen ခန်းနဲ့ဝင်ကြည့်ကြမယ်ရှင် kitchen ခန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတဲ့ kitchen counter တွေပါမယ် dining area ပါတယ်ရေချိုးကိုင်းတောင်ပေါ်တိုင်းပေးစင်တွဲရလေးလည်းပါပါမယ်ရှင်ဒီခန်းလေးရဲ့အားသာချက်ကတော့နောက်ဖေးမှာမြေပိုတီးတန်လေးလည်းပါပါမယ်ရှင်အခန်းလေးကတော့ location အရန်မိမိုက်တဲ့အခန်းလေးလည်းဖြစ်ပါတယ်ရှင်location အနေနဲ့ကလည်းရတနာမိန်းလမ်းမကြီးကိုတဲပေါက်တဲ့မြတ်တီတာလမ်းမှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ညီမတို့ဝေဇန်နေရလမ်းနဲ့နီးမယ်ပြည်သားရလမ်းနဲ့နီးပါမယ်။သူ့မင်္ဂလာမိန်းလမ်းမကြီးနဲ့လည်းနီးပါမယ်ရှင်။မိန်းလမ်းမကြီးတွေပတ်လဲဝိုင်းရနေတဲ့ VIP 16ရပ်ကွက်ကမြတ်တီတာလမ်းမှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ BCC မိကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာအခန်းလေးလည်းဖြစ်ပါတယ်ရှင်။အခန်းလေးကတော့တော်တော်လေးကိုမိမိုက်တဲ့လက်တင်လေးပဲဖြစ်ပါတယ်ရှင်။အရှိသွားမယ်ဆိုလို့ရှိရင်လည်းပါကေးတွေအပြည့်ခင်းပေးထားတယ်။ကားပါကင်တွေလုံးဝပူစရာမလိုတဲ့ဒီမြင်းကြီးထက်ကိုလေးရဆိုလို့ရှိရင်လည်း master နှခမ်းစင်ရတခမ်းပါပါတယ်ရှင်အပေါ်ထက်မှာဆိုလို့ရှိရင်လည်းလုံးဝအရက်လွတ်ပါတယ်ရှင်ဒါလေးကကြတော့အပေါ်ထက်လေးပါရှင်အပေါ်ထက်မှာဆိုလို့ရှိရင်လည်းလုံးဝတက်ပယ်တဲ့ဖျားလေးကိုပူဇော်ပေးထားတယ်ဖျားခန်းနေရာလေးကိုတီးတန့်လေးလုပ်ပေးထားပါတယ်ရှင်အပေါ်ထက်ကနေအောက်ကိုလှမ်းကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝတော်တော်လေးကိုမိုက်ပါတယ်မီလုံးမီဆိုင်အောင်မှာလုံးဝ share ပြင်ဆင်ပေးထားတယ်အပေါ်မှာဆိုလို့ရှိရင်ညီမတို့ private အခန်းတစ်ခုပါမယ်ပချီကားအလှတွေမီလုံးမီဆိုင်အလှတွေနဲ့ကိုလုံးဝ share ပြင်ဆင်ပေးထားပါတယ်ရှင်အပေါ်မှာဆိုလို့ရှိရင် single တခမ်း master တခမ်းပါပါမယ်ရှင်ဒါလေးကတော့ master ခန်းလေးပါ master ခန်းမှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုကျယ်တယ်ရေချိုးကိုင်းတာပိုတိုင်းပေးစင်တွေ့ရပါပါမယ်ရှင် AC ဆိုလို့ရှိရင်လည်းညီမတို့အပေါ်အောက်ကိုလုံးဝအပြည့်တက်ပြီးထားပါတယ်ရှင် location လည်းအရန်မိမိုက်တဲ့မြင်းကြီးထက်ခိုးလေးကိုမှထက်ခိုးအပြည့်လေးလည်းဖြစ်ပါတယ်ရှင်ဒီခန်းလေးရဲ့ခေါ်စီလေးကတော့4550ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီခန်းလေးကတော့ဗန်ချိတ်လိုချင်တဲ့ customer တွေအတွက်လည်းဗန်ချိတ်ရောင်းပေးပါတယ်ရှင်အခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမရဲ့ Kikit Real Estate ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးပါ